Okay ဒါဆိုရင်နောက်ထပ် speaking pattern တစ်ခုပေါ့နော် are there plus plural noun ဆိုရဲဒီ speaking pattern လေးကိုလည်းလေ့လာကြမယ်ပေါ့နော်သူ့ရဲ့အဓိပ္ပာယ်ကတွေရှိလားဆိုရဲအဓိပ္ပာယ်ကိုတက်ရောက်တယ်ပေါ့နော်နောက်မှာ plural noun နာအများပဲလိုက်ကြမယ်ပေါ့နော်တွေရှိလားတစ်ခုထပ်ပို့တဲ့အရာတွေနှစ်ခုကနေစပြီးတော့ဒီလိုအရာတွေမှာဆိုရင်ဒီ speaking pattern နဲ့သုံးရပါမယ်ပေါ့နော် Okay အဲ့ဆိုရင် for example number 1ဒီအနီးနားမှာစားတောက်ဆိုင်တွေရှိလားဆိုရယ်မိကုနံပါတ်1ပေါ့နော်အဲ့ဒါဆိုရင်တွေရှိလားဆိုရင်ဒီရှယ်တို့က are there ကိုအရင်သတိရလိုက်ပေါ့နော် are there စားတောက်ဆိုင်တွေဆိုတော့ any restaurants are there any restaurant nearby ဒီအနီးနားမှာဆိုရတဲ့အဓိပ္ပာယ်ဒီအနီးနားမှာစားတောက်ဆိုင်တွေရှိလားဆိုရတဲ့အဓိပ္ပာယ် any ပါတာဘယ်စားတောက်ဆိုင်မဆိုပေါ့နော်တခုခုပဲဖြစ်ဖြစ်တဆိုင်ဆိုင်ပဲဖြစ်ဖြစ်ရှိလားဆိုရတဲ့အဓိပ္ပာယ်ကိုမေးတာပေါ့နော်example number 2ပေါ့နော်အခန်းထဲမှာကျောင်းသားတွေရှိလားအဲ့ဒါဆိုတွေရှိလားဆိုရင် are there ကျောင်းသားတွေဆိုတော့ are there ကျောင်းသားတွေဆိုတော့ many student are there many student အခန်းထဲမှာဆိုတော့ in the classroom are there many student in the classroom ဒီမှာဆိုရင် many ပါတယ်ပေါ့နော်ကျောင်းသားတွေအများကြီးရှိလားဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီလိုဆိုရင်လည်းရတယ်ပေါ့နော်ဒါကြောင့်ကျောင်းသားတွေအများကြီးမျိုးပဲသူ့ရဲ့ရှိတဲ့လောက်ရှိလားဆိုတော့အဓိပ္ပာယ်ဆိုရင် are there students in the classroom ဆိုလည်းရတယ်ပေါ့နော်Okay example number 3ပေါ့နော်ကားပါကင်မှာကားတွေရှိလားတဲ့ကားတွေရှိလားဆိုရင်ဒီရှယ်တို့က are there cars ကားပါကင်မှာဆိုတော့ in the ကားပါကင်က parking lot are there cars in the parking lot ကားပါကင်မှာကားတွေရှိလားဆိုတော့အဓိပ္ပာယ်ပေါ့နော်နာကလိုပဲကားပါကင်မှာကားတွေအများကြီးရှိလားပေါ့အဲ့ဒါဆိုရင် are there many cars in the parking lot ဆိုလဲရပါတယ်ဒါပေမဲ့သူကတာမထပ်ပုံများတာပေါ့နော်အဲ့လိုမျိုးပြောချင်တဲ့ခါကျရင်တော့ many ထည့်ရမယ်ပေါ့နော်အဲ့ဒါဆိုရင်အခု are there plus plural noun ဆိုရဲဒီ speaking pattern ကိုလည်းနားလည်မယ်ထင်ပါတယ်ပေါ့နော်တယောက်ကကို are there နဲ့ပတ်သက်တဲ့မေးခွန်းမေးခါတဲ့ခါကျရင်ကိုက yes there are ပြန်ဖြေမယ်အဖြေဆိုရင်ပေါ့နော်ဟုတ်တယ်ရှိတယ်ပေါ့နော်မရှိဘူးဆိုရင် no there aren't ဆိုပြီးတော့ပြန်ဖြေလို့ရပါတယ် bye bye thank you for watching see you in my next video